ဒီเจ้าရင်းတွေကြောင့် ADA ရဲ့နီးပြယာတူးကိုပယ်ချလိုက်တဲ့ဇာဗီကတော့ ADA ရဲ့ကမ်းလှမ်းမှုကိုပယ်ချလိုက်တယ်လို့သိရပါတယ်။သူကဘာစရာရဲ့အကောင်းဆုံးကွင်းလက်ကစားမတွေတယောက်ဖြစ်လူသိများပါတယ်။ကစားသမားဘဝမှာဘာစရာနဲ့တူလာလီဂါဖလား၈ကြိမ်ချန်ပီယံလိဖလား၄ကြိမ်ဆုတ်ခူးခဲ့ပြီးတော့စပိန်သင်းနဲ့လည်းကမ္ဘာဖလားယူရိုဖလားတွေရခဲ့တယ်။သူရဲ့ကစားမောတီကီတကာလို့ခေါ်တဲ့ဘောလုံးပိုင်ဆိုင်မှုအခြေခံတဲ့ကစားနည်းကိုပြည့်ပြည့်စုံအောင်အကောင့်ထဲပေါ်နိုင်ခဲ့တယ်။ဘောလုံးကိုထိန်းချုပ်မှုနေရာမှုတိကျမှုနဲ့ဖိအားပေးကစားနည်းတွေကသူ့ရဲ့ထူးခြားချက်ပါပဲ။ဒီပြပွဲမှာလည်းဇာဗီကထူးချွန်ခဲ့တယ်။2019မှာကာတာကလပ်အဲဆက်မှာဒီပြပွဲနဲ့စတင်ခဲ့ပြီးတော့အဲ့မှာလီဖလားတွေဆုတ်ခူးခဲ့2021မှာဘာစရာကိုပြောင်းလာခဲ့ပြီးတော့အသင်းကိုအကြက်တဲကနေပြန်လည်ထူထောင်ခဲ့တယ်။သူ့ဆောင်တဲ့ဘာစရာ2022-23ရာသီမှာလာလီဂါဖလားကိုဆုတ်ခူးနိုင်ခဲ့ပြီးတော့ချန်ပီယံလိမှာလည်းပြိုင်ဘက်တွေကိုချင်းချောက်နိုင်ခဲ့တယ်။ဒါပေမဲ့ဘာစရာရဲ့ငွေကြေးပြဿနာတွေကလပ်တွင်းဖိအားတွေကြောင့်2024မှာသူထွက်ခဲ့ရတယ်။အခုတော့သူအလုံးလက်မဲ့ဖြစ်နေပြီးတော့ဥရောပဘောလုံးရဝန်းအထူးသဖြင့်ပရီးမီးယားလိမှာအလုပ်လုပ်ဖို့စိတ်အားထက်သန်နေပါတယ်။နောက်ဆုံးရသတင်းတွေရတော့ဇာဗီက Sorry Pro League Club ADA ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့လို့သိရပါတယ်။ ADA ကမကြသေးငါသူတို့ရဲ့နီးပြကြီးကိုအလုပ်ထုတ်ပယ်ခဲ့ပြီးတော့နီးပြသေးရှာဖွေနေရပါသူတို့ကဇာဗီကိုထိတိုင်းရွေးချယ်မှုဖြစ်စဉ်းစားခဲ့ပြီးတော့ငွေကြေးရဆွဲဆောင်မှုရှိတဲ့ကမ်းလှမ်းမှုတစ်ခုတင်ပြခဲ့လို့မာကာနဲ့သက်ဆန်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ဒါပေမဲ့ဇာဗီကဒီကမ်းလှမ်းမှုကိုပြတ်သက်သားငြင်းပယ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဇာဗီက Sorry Pro League ထက်ဥရောပမှာဆက်ပြီးတော့ကျင်းလဲကျင်းနေသေးလို့ပါပဲ။သူရဲ့ရည်မှန်းချက်ကငွေကြေးတဲ့စိန်ခေါ်မှုတွေကိုရှာဖွေဖို့ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ iBet ခွန်ရှိကိုနဲ့5 Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 454 569 465ကိုဆက်သွယ်လိုက်ပါ။နာမည်ကြီး journalist Fabrizio Romano ကလည်း X မှာ post တင်ပြီးတော့ဒီကိစ္စကိုတီးပြူထားတယ်။ဇာဗီကပရီးမီးယားလိကိုအောင်ဆိုင်နေပြီးတော့မန်ယူရဲ့နီးပြယာတူးကိုစိတ်ဝင်စားတယ်လို့သိရပါတယ်။သူကချန်ပီယံလိပြိုင်ပွဲမှာမပါဝင်ရရင်တော့မန်ယူမှာအလုပ်လုပ်ဖို့အစင်းသင်းဖြစ်နေတယ်လို့လည်းပြောထားတယ်။ဒီလိုဆရာထက်သန်မှုကတကယ်ကိုအားစရာကောင်းပါတယ်။မန်ယူလက်ရှိအခြေအနေကိုပြန်ကြည့်ရင်ခုလက်ရှိနီးပြရူဘီယန်မိုရင်ဟာဖီအားတွေအများကြီးရင်ဆိုင်နေရတယ်။2025-26ရာသီမှာမန်ယူပရီးမီးယားလိမှာအဆင့်14နေရာကိုရောက်ရှိနေပြီးတော့အမိုရင်ရဲ့3-3ကစားကွက်ကပရီးမီးယားလိရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့မကိုက်ညီဘူးလို့ဆိုရပါမယ်။အသင်းရလက်တွေစိုးဝါးနေပြီးတော့ကလပ်ရဲ့တာဝန်ရှိသူတွေက4-3-3ကစားကွက်ကိုပြောင်းကစားဖို့ဖိအားပေးနေရပါအမိုရင်ဒီကစားကွက်ပြောင်းဖို့တောင်းဆိုမှုအားအသင့်သွားပြီးတော့သူရဲ့ယုံကြည်မှုနဲ့ကလပ်ရဲ့ဖိအားကြားမှာရုန်းကန်နေရတယ်လို့ဆိုပါတယ်။ဒါပြင်သတင်းတွေကအမိုရင်ကကစားကွက်မပြောင်းရင်ထုတ်ပယ်ခံဖို့ဖြစ်နိုင်လို့လည်းသိရပါတယ်။သူတို့အချိန်မှာဇာဗီလိုနာမည်ကြီးနီးပြတူကမန်ယူယာတူကိုစောင့်ဆိုင်နေရဆိုတာကကလပ်တက်စိတ်ဝင်စားစရာအခွင့်အရေးတစ်ခုပါပဲ။ဒါပေမဲ့မန်ယူရဲ့တာဝန်ရှိသူတွေကအမိုရင်ကိုယာတီတစ်ခုလုံးအချိန်ပေးဖို့ဆုံးဖြတ်တာဆိုရင်ဇာဗီရဲ့ဆောင်ဆိုင်မှုကအချိန်ကုန်သွားနိုင်တယ်။ဒါဇာဗီအတွက်ရောမန်ယူအတွက်ပါရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဇာဗီရဲ့ယုံကြည်ချက်အရသူကမန်ယူကိုစင်တန်းတစ်ခုစီပြန်လည်ဆွဲတင်နိုင်မယ်လို့အခိုင်အမာယုံကြည်နေတယ်။ဇာဗီရဲ့ကစားနည်းကဘောလုံးပိုင်ဆိုင်မှုကိုအခြေခံနေဒီစနစ်ကမန်ယူရဲ့လက်ရှိကစားမိုင်းနဲ့အဆင်ပြေနိုင်တယ်။ဥမာဘရူနိုဖာနန်ဒက်စ်လိုကစားမကကွင်းလယ်မှာဖန်တီးမှုရှိပြီးဇာဗီရဲ့စနစ်မှာပုံမထိရောက်နိုင်တယ်။ဒါမှမဟုတ်ကစားမတွေကလည်းဇာဗီရဲ့ဖိအားပေးကစားနည်းမှာအဆင်ပြေနိုင်တယ်။ဒါပြင်ကက်စမဲရိုကိုဘီမိုင်နူတို့လိုကစားမတွေကလည်းကွင်းလယ်မှာပို့ပြီးတော့လွတ်လပ်လပ်ကစားနိုင်မယ်။ဇာဗီကဘာစထရာမာလူငယ်ကစားမတွေဖြစ်တဲ့ဂါဗီပက်ထရီတို့ကိုအောင်မြင်စွာလေ့ကျင့်ပေးခဲ့တာဆိုတော့မန်ယူရဲ့လူငယ်ကစားမတွေကိုလည်းပြန်လည်တည်ဆောက်နိုင်ဖို့အလားအလာရှိပါတယ်။ဇာဗီကစီကံတိကျတဲ့နီးပြတူလည်းဖြစ်ပါတယ်။ဘာစထရာမာသူ့အသင်းကိုပြန်လည်တည်ဆောက်တဲ့ကစားမတွေကိုသူ့ရဲ့နီးစနစ်တွေကိုလိုက်အောင်လုပ်နိုင်ခဲ့တယ်။မန်ယူလက်ရှိကစားမတွေကအမိုရီရဲ့3-4-3စနစ်မှာရုန်းကန်နေရပြီးတော့စီကံပိုင်းမှာအားနည်းနေလို့ဝေဖန်မှုတွေရှိခဲ့တယ်။ဇာဗီရဲ့စီကံကျတဲ့ချင်းကပ်မှုကဒီပြဿနာကိုဖြေရှင်းပေးနိုင်တယ်။ဒါပြင်သူ့ရဲ့ပရီးမီးယားလိကိုလေးလာနေဆွဲတဲ့တင်းကလည်းသူ့ရဲ့ပြင်ဆင်မှုကိုပြသနေပါတယ်။ပရိသတ်တို့ဘယ်လိုမြင်ကြလဲဇာဗီကမန်ယူနီးပြဖြစ်လာနိုင်လားမန်ယူနီးပြဖြစ်လာရင်ရောအရှုံးထုတ်တွေကိုကောင်းကောင်းကင်တွယ်နိုင်မယ်ထင်လားပြောပြခဲ့ပါဦးအားလုံးကိုစုံလည်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်